Hello လာမယ့် February 14 အတွက် menu fan လေးတွေ surprise ကပေးလို့ရအောင်မင်းရဲ့ site မှာ menu chassis လုံးဝ install ပြန်ပြီးတော့ဖြစ်ထားပါတယ်နော် February 14ရက်မတိုင်ခင်ကြိုမှာမှတော့ရမယ်နော်အခုကတော့ထိုင်းနိုင်ငံကမောင်လေးတယောက်အတွက်ပေါ့နော်ဒါ surprise ကလေးအခုပေးထားတဲ့ box လေးကိုမင်းကဘယ်လိုပြင်ဆင်ပြီးတော့ထုတ်ပေးသွားမလဲဆိုတာပြပါမယ်မြန်မာနိုင်ငံကောင်မလေးကထိုင်းနိုင်ငံကောင်လေးအတွက်ပေါ့နော် menu ခေါင်းအုံးလေးပါမယ်ဒါတော့ menu အုပ်ထုပ်လေးပါသူကတော့လုံးဝအလင်းစားပေါ့နော်ဒီကပြီးတော့အဝေးကွင်းပေါ့နော်အဝေးကွင်း menu အဖြူရောင်လေးလည်းပါပါမယ်ဒါတော့အုပ်ထုပ် menu hoodie အနက်လေးလည်းပါပါမယ်ဒါတော့ menu classic ချာစီပေါ့နော်အဖြူရောင်လေးသူကကြတော့အရင်ချစ်စရာကောင်းတယ်မင်းတို့စီမှာဆိုရင် install ပေါ့နော်ရှိပါတယ်ပေါ့နော်တရားလေးကလည်းလက်ဆောင်ပေးဖို့အရင်မိုက်တယ်မင်းတစ်ချက်လောက်ဖြတ်ပြပေးမယ်နော်သူကကြတော့အရင် classic design ဟိုမှာ player version အသားအနေနဲ့လာပါမယ်နော်ခေါင်းလေးကတော့အရင်ပဲကြိုက်နေအောင်ပါပဲကဲနောက်တစ်ခုကတော့ရေဘူးလေးဒီ menu ရေဘူးလေးอ่ะဆိုရင်ကတော့နည်းနည်း site ကြီးရဲ့ထဲอ่ะပေါ့နော်ထည့်ပေးပါဆိုလို့မို့ဒီ site လေးကိုရွေးပေးထားပါတယ်မင်းက main fan လေးတွေဒီလိုလက်ဆောင်လေးထည့်ပေးနေရရင်ပေါ့နော်အရန်ကိုပျော်နေတာပေါ့နော်ကိုအတင်ကတော့လောလောဆယ်မှာတော့လူဆောင်တက်ဆောင်တော့မရှိသေးဘူးပေါ့ပြန်မလာနိုင်သေးဘူးဒါမဲ့စိတ်ဘူးပါနဲ့ main fan ကောင်လေးတွေကိုဒီလိုမျိုး surprise box လေးပေးပြီးတော့နှစ်သိမ့်ပြီးလို့ရပါသေးတယ်ဒါတော့တစ်ပတ်ပေါ့နော်လူတရက်စာတစ်ပတ်ကြည့်ပါသူကတစ်ပတ် site ကလုံးဝအကြည့်ပဲမင်းကတော့ဖြတ်မပြနိုင်လို့ဒီလိုခောက်ပြီးတော့ပဲပြလိုက်တယ်ပေါ့နော်သူကဒီ design လေးပေါ့နော် logo ကြီးရဲ့ design လေးကိုထည့်ပေးပါဆိုလို့တရားလေးထည့်ပေးထားပါတယ်ဒါတော့မေတ္တာစကားလေးပေါ့နော်သူကတော့ကိုအတွက်တဲ့စင်တီယာလေးထည့်ပေးပါတဲ့အခုပဲ surprise box တွေလာမှာလိုက်တော့နော်ဘာမလဲဆိုတာပြပါမယ်မြန်မာနိုင်ငံကောင်မလေးကထိုင်းနိုင်ငံကောင်လေးအတွက်ပေါ့နော် menu ခေါင်းအုံးလေးပါမယ်ဒါတော့ menu အုပ်ထုပ်လေးပါသူကတော့လုံးဝအလင်းစားပေါ့နော်ဒီကပြီးတော့အဝေးကွင်းပေါ့နော်အဝေးကွင်း menu အဖြူရောင်လေးလည်းပါပါမယ်ဒါတော့အုပ်ထုပ် menu hoodie အနက်လေးလည်းပါပါမယ်ဒါတော့ menu classic ချာစီပေါ့နော်အဖြူရောင်လေးသူကကြတော့အရင်ချစ်စရာကောင်းတယ်မင်းတို့စီမှာဆိုရင် install ပေါ့နော်ရှိပါတယ်ပေါ့နော်တရားလေးကလည်းလက်ဆောင်ပေးဖို့အရင်မိုက်တယ်မင်းတစ်ချက်လောက်ဖြတ်ပြပေးမယ်နော်သူကကြတော့အရင် classic design ဟိုမှာ player version အသားအနေနဲ့လာပါမယ်နော်ခေါင်းလေးကတော့အရင်ပဲကြိုက်နေအောင်ပါပဲကဲနောက်တစ်ခုကတော့ရေဘူးလေးဒီ menu ရေဘူးလေးอ่ะဆိုရင်ကတော့နည်းနည်း site ကြီးရဲ့ထဲอ่ะပေါ့နော်ထည့်ပေးပါဆိုလို့မို့ဒီ site လေးကိုရွေးပေးထားပါတယ်မင်းက main fan လေးတွေဒီလိုလက်ဆောင်လေးထည့်ပေးနေရရင်ပေါ့နော်အရန်ကိုပျော်နေတာပေါ့နော်ကိုအတင်ကတော့လောလောဆယ်မှာတော့လူဆောင်တက်ဆောင်တော့မရှိသေးဘူးပေါ့ပြန်မလာနိုင်သေးဘူးဒါမဲ့စိတ်ဘူးပါနဲ့ main fan ကောင်လေးတွေကိုဒီလိုမျိုး surprise box လေးပေးပြီးတော့နှစ်သိမ့်ပြီးလို့ရပါသေးတယ်ဒါတော့တစ်ပတ်ပေါ့နော်လူတရက်စာတစ်ပတ်ကြည့်ပါသူကတစ်ပတ် site ကလုံးဝအကြည့်ပဲမင်းကတော့ဖြတ်မပြနိုင်လို့ဒီလိုခောက်ပြီးတော့ပဲပြလိုက်တယ်ပေါ့နော်သူကဒီ design လေးပေါ့နော် logo ကြီးရဲ့ design လေးကိုထည့်ပေးပါဆိုလို့တရားလေးထည့်ပေးထားပါတယ်ဒါတော့မေတ္တာစကားလေးပေါ့နော်သူကတော့ကိုအတွက်တဲ့စင်တီယာလေးထည့်ပေးပါတဲ့အခုပဲ surprise box တွေလာမှာလိုက်တော့နော်